မင်္ဂလာပါဒါကတော့သခင်ယေရှုကိုမွေးတဲ့နေ့မှာနှစ်နှစ်အောက်ကလေးတွေအားလုံးကိုတတ်ပလိုက်တယ်ဟဲရိုမင်းကြီးကတတ်တဲ့နေရာဖြစ်တယ်ဒီနေရာကနှစ်နှစ်အောက်ကလေးငယ်အားလုံးကိုတတ်တယ်ဟဲရိုမင်းကြီးတက်ပြီးမှအုပ်ကိုဒီညမှာထားတာဖြစ်တယ်နော်ဒါကအရင်လုံးကအုပ်ကိုတွေဖြစ်တယ်သူတို့တကြိုတဲ့တက်တာလေးတွေဖြစ်ပါတယ်လို့သခင်ယေရှုမွေးတဲ့အခါမှာဟေရိုမင်းကြီးလိုက်တက်တဲ့ကလေးတွေရဲ့အုပ်ကိုအခုကြည့်သူတို့ကဒီလိုမျိုးလုပ်ထားပါတယ်အဲ့ဒီချိန်မှာဂျေရုဆလမ်သခင်ယေရှုကrefugee အနေနဲ့အစ္စရေးနိုင်ငံကိုထွက်သွားတာဖြစ်တော့အစ္စရေးနိုင်ငံကနေသူတို့အီဂျစ်ကိုသွားတာဖြစ်တယ်ဒီမှာတော့သူတို့ကလေးတွေနော်အသက်ခံရတဲ့နေရာဒါအရန်နဲ့တယ်နော်အောက်မှာဒီအောက်ဘက်မှာကင်မရာဟိုကလုံးလုံးမရဘူးဒါအားလုံးကတင်းချိုင်းဖြစ်တယ်ကလေးငယ်တွေရဲ့တင်းချိုင်းပါနော်ဒါကတန်လွန်တောင်ချီမှာရှိပါတယ်လို့ဒီဟာကျမတို့သခင်ယေရှုအသက်ရှင်ကြောင်းကဒီနေ့ထိထင်ရှားပါတယ်ခဏနေကြရင်သခင်ယေရှုမျက်ရည်ကျပြီးငိုကြွေးတဲ့နေရာကိုရောက်မှာဖြစ်တယ်ကျမတို့နော်ဒီနေ့သူတို့မှာ Saturday ဖြစ်တယ်သူတို့ဥပုံနေပေါ့နော်ညာကြည်ပါကလေးတွေမြောက်ဟိုးဘက်မှာကြည်တင်းချိုင်းတွေအုပ်ကိုတွေအများကြီးပဲကလေးလေး box ကလေးလေးတွေနဲ့တကြိုထားတဲ့နေရာနော်ဟဲရိုမင်းကြီးတတ်တဲ့တင်းချိုင်းကိုအများကြီးပါပဲအခုထိတိုင်အောင်အသက်ရှိသေးတယ်နော်ကြည်သခင်ယေရှုတကယ်ရှိမရှိညီကိုမောင်နှမတို့ဖျားဟုတ်မဟုတ်တက်တေတွေကအမြောက်များစွာပြနေတယ်ဖျားသားဖြစ်တယ်ဆိုတဲ့အရာကိုနော်သူကိုယ်တိုင်ဖျားဖြစ်တယ်ဆိုတဲ့အရာကိုပြနေတယ်ခဏအခုကျမတို့သခင်ယေရှုမျက်ရည်ကျငိုကြွေးတဲ့နေရာကိုသွားမှာဖြစ်တယ်ဒီဟာကအားလုံးဂျေရုဆလင်မြို့ကိုမြင်ရတဲ့နေရာဖြစ်ပါတယ်ဒါကအရင်တုန်းကရေတွင်းဟောင်းဖြစ်ပါတယ်လို့ Oh it's goodသူဝင်ကြည့်တယ်နော်အရင်တော့ရေတွင်းဟောင်း I think it's okay oh smoke ဒါကရေတွင်းဟောင်းဖြစ်တယ်အစ္စရေးနိုင်ငံမှာနော်ဒါအင်းတော့ရေတွင်းဟောင်းဟိုဘက်မှာကလေးတွေကိုရောမစစ်တွေကတက်ပြီးမှတကြိုလိုက်တဲ့နေရာဒါရေတွင်းဟောင်းပြီးရင်ဒီဘက်မှာသခင်ယေရှုငိုကြွေးတဲ့နေရာဒီကတော့ဂျေရုဆလင်မြို့ကိုမြင်ရတဲ့နေရာဖြစ်ပါတယ်လို့ခဏနေဒီကနေပြန်ထက်မှာလားညီမတို့အမတို့နော်အဲ့ဒါရေတွင်းဟောင်းအိုးမမဘူဒီဘက်ကြည့်ပါဦးတိတ်ကျေးဇူးတင်နေကွယ်အစ္စရေးနိုင်ငံက guide သူဒီမှာနှစ်ပေါင်းဖျားသခင်ပို့ထားတာနော်ဒီညီမလေးကတန်ယုံကမြန်မာနိုင်ငံကတန်ယုံမှာဒီမှာတာဝန်ကျတာဖြစ်တယ်သူတို့ဇနီးမောင်နှံတိတ်ချစ်ဖို့ကောင်းတယ်သူတို့ကားနဲ့ခေါ်လာတယ်ဒီနေ့ဖျားသခင်ကောင်းမြတ်တယ်ကျမတို့မိသားစုအပေါ်မှာဖျားသခင်ကောင်းမြတ်တယ်ကျမတို့အရောက်စီတိုင်းရဲ့အပေါ်မှာဟိုမှာဂျေရုဆလင်အခုခံစားရတယ်နော် uncounting blessing နော်ဖျားမျက်နှာသာပေးခြင်းဆိုတာကအံ့ဩဖွယ်ဖြစ်တယ်အစ္စရေးနိုင်ငံမှာတန်ယုံကစီးပြီးဒီလိုလိုက်သွားရမယ်လို့အားမမျှော်လင့်ထားပါဘူးဆရာဘယ်လိုလဲဆရာကောင်းကင်တန်အမတ်တန်ယုံကစီးရပါတဲ့ Excuse me, sir, this is your coat. တန်ယုံကတာဝန်ရှိတဲ့သူတွေကိုယ်တိုင်လိုက်ပို့တာပါကျမတို့နော်ကြီးစိုးချီးမွမ်းပါတယ်ဒီ church ကသခင်ယေရှုနော်ဂျေရုဆလင်မြို့မှာမျက်ရည်ကျပြီးမှငိုကြွေးတဲ့ဆုတောင်းတဲ့နေရာဒါမျက်ရည်ပုံစံလောက်ထားတဲ့ဒီ church ကိုနော်ဒါကမျက်ရည်ပုံစံဒါကဂျေရုဆလင်မြို့အတွက်ငိုကြွေးတဲ့နေရာ Hi hello shalom watch out ကဲဒီညာနေသခင်ယေရှုငိုကြွေးတယ်သူဒီညာနေငိုကြွေးတဲ့နေရာဖြစ်တယ်မနော်ဟော church ဖြစ်တယ်ဒီညာနေသူငိုကြွေးပြီးမှဆူတောင်းတယ်ဒါက Jewish တွေရဲ့တင်ချိုင်းဖြစ်တယ်နော် Jewish တွေတင်ချိုင်းဒီနေ့ထိတိုင်အောင်နော်တက်တေးထင်ရှားနေတဲ့နေရာဖြစ်တယ်ဟိုကအားလုံးကတင်ချိုင်းတွေဖြစ်တယ် Jewish တွေရဲ့တင်ချိုင်းဖြစ်တယ်နော်ဒါက Jerusalem မြို့ကိုသခင်ယေရှုငိုကြွေးတယ်ကဲကျမငယ်ပဲဒါဆရာနော်ဆိုင်ဖြစ်တယ် Hi ဂျေရုဆလင်မှာလည်းပြီးတော့လောက်ဆက်ပါတယ်ကျွန်တော်ရောက်ဖြစ်နေတယ်ဒီဂျေရုဆလင်ကိုကျွန်တော်တောင်းပေါ်နေပြီးတော့တန်တန်တောင်းနေတယ်ဒီဖြစ်ရတဲ့နေရာဖြစ်တယ်
တော်ကဒီလိုဆံမျိုးကိုကြည့်ပြီးတော့မျက်ရည်ကျတယ်ခက်တော်မျက်ရည်ကျတာဟာဘာကြောင့်ကျလဲဆိုတော့ဒီလိုဆံမှာရှိတဲ့လူတွေပါရကေတွေစတုကေတွေယူတွေယူတာတွေခက်တော်မွေးဖွားလာခဲ့တာကခက်တော်ကိုတတ်ထားခဲ့ကြခက်တော်ကိုပြင်ခဲ့ကြတာဒါတော့ခက်တော်ကိုမယုံတော့ကြောင့်ဆိုတော့မျက်ရည်ကျတယ်တကယ်တော့သူဝမ်းနေချမ်းမျက်ရည်ကျတယ်ဒါဗမာပြည်နဲ့ဆိုဂျေရုဆလမ်ငြိမ်းချမ်းမှုရဖို့ညီမှုပူရတော့စတောင်းရတာပါလူတွေယူတာလူတွေကြိုးစားစင်ဖြစ်မယ်ဒီရဲ့ယုံကြည်ချက်ကပါလဲဆိုတော့ချင်းပြန်ထမြောက်ရတဲ့နေရာကိုတို့ယုံကြည်တယ်ဒါနဲ့မဇင်းနဲ့ပြောတယ်ချင်းပြန်ထမြောက်တဲ့အကြောင်းအရာကိုယုံကြည်တဲ့အခါမှာအနည်းဆုံးဂျူးတွေရဲ့တင်ကြိုင်ကိုဖြစ်တယ်သူတို့ပြန်လဲပြီးတော့ရှင်ပြန်ထမြောက်မယ်လို့သူတို့ယုံကြည်တယ် တော့ရှင်ပြန်ထမြောက်မယ်လို့ယုံကြည်တဲ့နေရာ တန်လုံတော်မှာပြန်လဲပြီးတော့ရောက်ရှိလာမှာဖြစ်တယ်ဘာဖြစ်ကြခိုင်းစလေခိုင်းတဲ့ပုံလေးလေးမှာပြောတာပါတယ်ဆက်တော်ဒီကတောင်းမပြန်ရောက်လာမှာဖြစ်တယ်တောင်းဆက်ရောက်လာတယ်ပြန်လဲရှင်ပြန်ထမြောက်ယုံကြည်တော့ကြောင့် ဒီနေရာမှာတကြို ဒီ တာ နေရာမှာတကြူတာဖြစ်တယ်ဒီမှာတကြူတဲ့အခါမှာအင်မတန်မှသူတို့ဂုဏ်ယူတယ်ဟိုဘက်ကမှစိတ်ရောင်တဲ့ဒီတောင်းလို့ခေါ်တဲ့ဒီကိုရင်းတောင်းပေါ်လာတာဖီလီတောင်းဖြစ်တယ်သူရလာပြီးတော့သူရဲ့မိုဟမ္မဒ်ရှင်ပြန်ထမြောက်တဲ့နေရာနားမှာဆိုရင်အုပ်စုတင်းကြိုင်းနေဖြစ်ပါတယ်ဒါတော့တောင်းရဲ့ဒီဘက်ခြံရှိဘက်ခြံဆိုလို့ရှိရင်ဒါယူရီရဲ့အုပ်ကိုတွေဖြစ်တယ်ဒီဘက်ခြမ်းမှာဆိုရင်လည်းမွတ်စလင်တွေရဲ့အုပ်ကိုတွေဖြစ်ပါတယ်ဒီနေ့ဘာပြောချင်လဲဆိုခရစ်တော်ကပြန်လဲပြီးတော့ကြောက်ရောက်လာမှာဖြစ်တယ်ပြီးတော့တေလွန်တဲ့လူပြန်လဲပြီးတော့ရှင်ပြန်မှာအာမင်အာမင် ယုံကြည်တဲ့သူရောက်စီတိုင်းကတေလွန်တော်လဲပြန်လဲ ပြန်ရှင်လိမ့်မယ် yes ဒီမှာတက်တဲ့ခံလူတာဖြစ်ပါတယ်တော့ရောက်ချစ်ရှုအပ်ပေးနေတဲ့သူရောက်စီပြီးမှမျက်စိကောင်းနေပြီပါစေ အာမင်ဒါကတော့သခင်ယေရှုရှင်ပြန်ထမြောက်တဲ့အခါမှာသူတို့လည်းရှင်ပြန်ထမြောက်မဲဆိုပြီးမှဒီမှာတကြိုကြတယ်တရားအလုံးတင်းချိုင်းတွေကြီးတာနော်ဟိုဘက်ကတော့အစ္စလာမ်တင်းချိုင်းတွေသူတို့လည်းခရစ်တော်ဖျားကြွလာမယ်ဆိုတာသိတယ်အဲ့ဒီချိန်မှာရှင်ပြန်ထမြောက်ဖို့တော့သူတို့တွေလှုပ်ထားတယ်နော်ဒါပေမဲ့သူတို့သခင်ယေရှုကိုသူတို့မယုံကြည်ကြတာတခုပါပဲအဲ့ဒါဝမ်းနည်းစရာကောင်းပါတယ်နော်ဒီအလေးဖြစ်ပါကဲအားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေဒါပြီးရင်ကျွန်မဘက်သလဟမ်သွားမယ်ဘက်သလဟမ်သွားမယ်ဒါပြီးရင်ကျွန်မဘက်သလဟမ်သွားမယ်ဘက်သလဟမ်ပြီးရင်တော့ကျွန်မတို့တခြားနေရာတွေနော်ပြီးမနေ့ပြန်ကတော့မဆာဒါဒက်စီတို့ဘာလို့သွားမှာဖြစ်ပါတယ်လို့ကျွန်မရဲ့နှလုံးသားနေမျိုးပို့ဆောင်ပေးတဲ့ဖျားသခင်နာမတော်ဘုန်းကြီးပါစေပြီးတော့ကျွန်မမိသားစုနဲ့သူကျွန်မအထူးမျက်နှာသာပေးခြင်းခံစားရတယ်ဒီနေရာမှာနော်ဖျားသခင်ရဲ့ချီးမြှောက်မျက်နှာသာပေးခြင်းကလူတွေရဲ့ချီးမြှောက်ခြင်းနဲ့မတူပါဘူးလို့ကျွန်မဖျားသခင်ကောင်းမြတ်တယ်အာမင်အားလုံးကို love you နော်ဖျားသခင်ကောင်းချီးပေးပါစေ